အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မာလာဟင်းအနှစ်ကိုကိုယ်တိုင်ချက်ပြီးတော့မာလာဟင်းလှုပ်စာကြည့်ကြရအောင်နော်အရင်ဦးဆုံးမာလာဟင်းအနှစ်လှုပ်ဖို့အတွက်ကြက်သွန်နီကြက်သွန်ဖြူဂျင်းလက်နက်စင်ခန့်နဲ့ငရုတ်တီတို့ကိုဘလန်ဒါထဲထည့်ကြိတ်ထားပါမယ်ရှင်ပြီးရင်မြေပဲကိုလည်းညက်နေအောင်ထောင်းထားပါမယ်ရှင်ကြိတ်ထားတဲ့ဂျင်းကြက်သွန်ဖြူကြက်သွန်နီငရုတ်တီတို့ကိုစီတက်ပါမယ်။ရောင်လာစီဖို့အတွက်ငရုတ်တီအယောင်တင်မုံထည့်ပါမယ်ရှင်။ပြီးရင်တော့ကြက်သွန်နီတွေကြည်ရွာအောင်လို့ဘလန်ဒါကျင်းရထည့်ပြီးတော့အဖုံအုပ်ထားပါမယ်ရှင်။ဒါတွေကတော့မာလာဟင်းချက်ဖို့အတွက်ပြင်ဆင်ထားတဲ့မုံညင်းဖြူပြောင်းဖူးကျွဲ့နှရွက်မို့မုံလာဥနီအသားထုကြောင်ကျူးဆိုင်ငုံဥပြုတ်ပတ်မုံလာနဲ့ကစွန်းရွက်တို့ပဲဖြစ်ပါတယ်ရှင်ခဏကရေးထည့်ထားတာတွေခန်းလောက်ပြီဆိုလို့ရှိရင်စားကြက်သားမုံလဲငံပြားရည်အပြည့်နဲ့ခရုစီထည့်ပါမယ်ပြီးရင်ထိုးကြံလို့ခေါ်တဲ့တရုတ်ပင်ငပီထည့်ပါမယ်ရှင်နောက်ဆုံးမှာတော့ထောင်းထားတဲ့မြေပဲတွေထည့်ပြီးပြီဆိုလို့ရှိရင်မာလာဟင်းအနည်းရပါပြီရှင်အခုဆိုရင်တော့မာလာဟင်းပွဲပြင်ဖို့အတွက်မာလာချောင်းတွေကိုပြုတ်ပါမယ်ရှင်။ကျမရဲ့မာလာချောင်းတွေကရေအကြကြီးမစိမ်ခဲ့ရလို့နည်းနည်းကြာအောင်ပြုတ်ခဲ့ရပါတယ်။ပြီးရင်တော့မာလာဟင်းထဲထည့်ဖို့ပြင်ထားတဲ့တခြားအစာပလာတွေကိုပြုတ်ပါမယ်ရှင်။ကျမကမာလာဟင်းနဲ့အထည့်တဲ့အရွက်တွေဆိုရင်အရန်ပြုတ်ပြဲနေတာမကြိုက်လို့ခဏပဲပြုတ်ခဲ့ပါတယ်။ဆိုင်မှာစားတဲ့မာလာဟင်းအနက်မျိုးရစေဖို့ရှမ်းနံနံဖက်ဖက်ရွက်နဲ့ကြက်သွန်မိတ်တို့ကိုလည်းပြင်ဆင်ပါမယ်။ပြီးရင်ခဏကချက်ထားတဲ့မာလာဟင်းအနစ်ထဲကိုမာလာအနက်ပို့ပြီးတော့တင်အောင်လို့မာလာမုံတွေထည့်ပါမယ်။နန်းထည့်ပြီးတော့မွေပါမယ်ရှင်။ဒီနေရာမှာကော်ရီကိုတော့ကျမမကြိုက်လို့မထည့်တော့ပါဘူးရှင်ပြီးရင်ပြုတ်ထားတဲ့အစာပလာတွေထည့်ပြီးတော့အရသာလိုတိုးပိုရှော့လုပ်ပြီးရင်သုံးဆောင်လို့ရပါပြီရှင်
ကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။